လင်းလက်ရေးဆိုင်မှာပေါ်ဝါလေးဘယ်နှမျိုးရှိလဲမီးနေကြလို့ပြပေးပါအောင်ဂွင်ရွေးထဲဆိုင်မှာပေါ်ဝါဒီဇိုင်းလေးဘယ်နှမျိုးရှိလဲလို့သိကျင်ကြရဲ့ချမရဲ့အတွက်ဒီကနေ့လင်းလက်ကနေပြီးတော့ပေါ်ဝါလေးစီးရင်နဲ့ဆိုင်မှာရနိုင်တဲ့ပေါ်ဝါဒီဇိုင်းလေးကိုပြပေးသွားပါမယ်ရှင်လင်းလက်ပထမအောင်ဆုံးပြပြီးမှာတော့ချီဖြောင်လေးပေါ်မှာ handmade လေးကိုတက်တက်ဆက်ထုတ်ပေးထားရဲ့ handmade ချီပေါ်ဝါလေးကိုပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီ handmade ချီပေါ်ဝါလေးကဈေးနှုန်းလေးရော42,500ကျပ်ပဲဖြစ်ပါရဲ့ရှင်လင်းလက်ဒုတိယတစ်ခေါက်ပြပြီးမှာတော့တဘာဝလာရဲ့တရွက်နဲ့ပန်းကလေးကိုချီဖြောင်လေးပေါ်မှာပေါင်းခံပြီးတော့ပကြီးကတစ်ချက်လေးလို့ပုံဖော်ဖန်တီးပေးထားရဲ့ပေါင်းခံချီတရွက်ပွားလေးကိုပြပေးသွားမှာပါရှင်ဒီပေါင်းခံချီပွားလေးကတော့ဈေးနှုန်းလေးက3000ကျပ်ပဲဖြစ်ပါရဲ့ရှင်လည်းနောက်ဆုံးပြပြီးသွားမှာတော့ပဝါလေးကိုခြုံလိုက်တာနဲ့ရင်ပဝါလေးရဲ့အနံ့မွေးလေးကြောင့်စိတ်လန်းဆန်းမှုကိုရရှိစေမယ်အီကိုပွင်းတဘာဝတည့်ရပဝါလေးကိုပဲပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီပဝါလေးရဲ့ဈေးနှုန်းကတော့19,500ကျပ်ပဲဖြစ်ပါရဲ့ရှင်ကဲလင်းလန်းကနေပြီးတော့ပဝါလေးမီနီဂျာချမရဲ့အတွက်ကိုရင်းမှရရှိနိုင်တဲ့ပဝါဒီဇိုင်း3မျိုးလုံးကိုပြပေးပြီးသားဆိုတော့ပဝါလေးကိုလက်ဆောင်ပြီးတော့မယ်ဒါမှမဟုတ်ကိုယ်တိုင်ခြုံဖို့တဲ့ဝယ်တော့မယ်ဆိုရင်တော့ကိုရင်းကိုသာတတိယလိုက်ပါတော့ရှင်